Okay ဆိုတော့ကျွန်တော်အခုဒါဟိုတယ်ပြန်ရောက်ပြီပေါ့နော်ဒီဟိုတယ်ကကျွန်တော်တွေ့ဘူးတဲ့အဲမှာအရန်ထူးခြားတယ်ပေါ့နော်ဘာလဲဆိုတော့ तू ကခါတိုင်းကျွန်တော် check in ဝင်ရှာမလို့ तू က check in ထိုင်ရ3နာရီဆိုတော့3နာရီအတိဆိုတော့ तू ကကို Gmail ပို့ပြီးရပေါ့နော် Gmail ထဲဝင်ပြီးတော့ကိုကဒါ register လုပ်လိုက်တာနဲ့ तू ကဒီတကား log number ပို့ပြီးရပေါ့နော်တကား log number နဲ့ဒီခုနမနက်ကပြောတဲ့အဲ့တက္ကမကြီးရဲ့ password ပေါ့နော်အဲ့ဒါပေးရဲဆိုတော့အဲ့ဒါရှိမှပဲဝင်လာလို့ရမှာပေါ့နော်ဆိုတော့ဒီမှာပါ okay ဆိုတော့ तू က password ခုနှလုံးပေးရပေါ့နော် okay အဲ့ခုနှလုံးကိုရိုက်ထည့်လိုက်ပြီဆိုတော့ ਨੇ ဒီအထဲမှာလုံးဝတခြားကဘာရောက်သွားလို့ပဲပေါ့နော်တော်တော်လေးတန့်နေဒါဘယ်လောက်လဲ1000မပြည့်ဘူးပေါ့နော်ဒီ hotel ကဒါပေမဲ့တော်တော်လေးမိုက်တယ်ဒီမှာ TV လည်းရှိရယ်ဒါရတော့ပုံမှန်ရှိတဲ့အတိုင်းပဲပေါ့နော်ဒါပေမဲ့ဒီမှာသူအတွင်းခန်းအပြင်ဆင်ကတော်တော်လေးမိုက်တယ်ပေါ့နော်ဒီမှာစပွဲနဲ့ပြီးရင်ဒီတော့မှာရှုခင်နေအေးစေးကြည့်လို့ရတယ်ပေါ့နော်โอเคပြီးရင်သူကဟောရှိရယ်ဒါလေးရှိရယ်ပေါ့နော် facial mask လေးနှစ်ခုထားပေးရယ်ပေါ့နော် tablet ကနေဒါအကုန်လုပ်လို့ရတယ်ပေါ့နော်ဥပမာဒါမီးဖွင့်တာတို့မီးပိတ်တာတို့ပေါ့နော်โอเคဒါဆိုပိတ်သွားပြီဒီမှာ phone call တို့customer service တို့ပေါ့နော်ပြီးရင် cleaning လုပ်တဲ့ဟာတို့do not disturb ဒါတွေအားလုံးကိုဒီ tablet နဲ့ပဲလုပ်တယ်ပေါ့နော်ဆိုတော့ပြီးရင်ဒီမှာ phone အားသွင်းတဲ့ဟာတို့ပြီးရင်ဒီ iWatch အားသွင်းတဲ့ဟာရောရှိရပေါ့အခုဒါ6နာရီရှိပြီပေါ့နော်ညစီတန်းသွားမယ်ညစီတန်းမှာတခုဆိုင်မှာပဲပြန်နားမယ်ပေါ့နော်Okay ဆိုတော့ဒါကျွန်တော်တဲနေရနေပြီးတော့နိုင်ဝက်လောက်မောင်းရတယ်ပေါ့နော်ဆိုတော့တော်တော်လေးဝေးရလို့ပြောလို့ရတယ်ဒါလော်3ရက်ဆွဖြစ်ပါတယ်ကျွန်တော်အခုအများဆုံးတွေ့ရတာတော့အဝတ်အစားဆိုင်ပေါ့နော်ဒါပေမဲ့ဒီညစီကမနေ့ကခွားလင်ကညစီထပ်ပို့ပြီးတော့စီရလို့ကျွန်တော်မြင်နေပေါ့နော်ဆိုင်တွေလည်းပိုများတယ်ဒီကောင်ကgambling ဖတ်ထုတ်ပေါ့နော်ဖတ်ထုတ်ကိုပြုတ်ပြီးတော့တုတ်ထားတာပေါ့တောင်မှသူဒီလိုခောက်ဆွဲလေးထည့်ထားပြီးတော့နော်ice လို့ဆိုပြီးဆိုင်တွေ့ရပေါ့နော်ဆိုတော့ဝင်ကြည့်မယ်ဒီဆိုင်ရဲ့ menu ဖြစ်ပါတယ်ဟောရောက်လာပြီတော်ကြီးရပေါ့နော်鸡翅好翅膀一串还有这当板呢那边呢အသေးနဲ့ပေါ့နော်กินထားတာပေါ့နော်ဒါ这当板ပေါ့နော်အမှန်တော့ဒီညစီကမနေ့ကခွားလျံဟာတော့မကျေဘူးဒါပေမဲ့ဒီဘက်ကလူပိုစီရပေါ့နော်ဒီညစီမှာပေါ့နော်ဒီဟာကနမကြီးရပေါ့နော်ရန်ရုပ်ထန်လို့ခေါ်ရဲဒီကောင်ကပေါ့နော်ဒီကောင်ကမြန်မာပါဇက်အတွက်ဆိုတော့နည်းနည်းလေး order လို့ဖြစ်တယ်ပေါ့နော်အကေထိုင်ဝမ်နေရာကြာပြီးတော့ထိုင်ဝမ်စားတော့ကိုဒါစားတော့သွားပြီဆိုရတူတော်အရန်ကောင်းမဲ့ဟင်းတစ်ခွက်ပေါ့နော်ဒီနေ့ဒီညစီကတော့စုံလောက်ရှိသွားပြီပေါ့နော်ဆိုတော့ကျွန်တော်အခုနောက်ဆုံးအခုတောက်ချင်တာလို့ပေါ့နော်တောက်စီရတခုဝယ်ပြီးရနဲ့အခုပြန်ပြီးတော့နားတော့မှာဖြစ်ပါတယ်